လူညံ့နေတဲ့ပေါင်းရင်ကိုကညံမိသားလို့တာမှလူတော်တွေနဲ့ပေါင်းရင်လူတော်တွေဆိုတာ level တစ်ခုရောက်မှလက်ခံပါလေ level တစ်ခုရောက်နေရကိုပေါင်းတဲ့သူတွေကဘယ်လိုသူတွေလဲအဲ့ဒါအရေးကြီးပါသူတော်ဘာမကောင်းကြောင်းကိုတဲ့ကျွန်တော်ဒီလားလာပြောနေတဲ့သူတွေကိုမိတ်ဆွေအဖြစ်မယုံရဲဘူးတဲ့သူများမကောင်းကြောင်းကိုလားလာပြောနေတဲ့သူမိတ်ဆွေအဖြစ်မယုံရဲဘူးတဲ့ဘာဖြစ်လို့လဲကိုကိုယ်ရကြလဲကိုအကြောင်းသူပြောတော့မှာတဲ့လက်တွေ့ကြတယ်နော်သူများမကောင်းကြောင်းတွေကိုလားလာပြောတယ်မလေးဘသူကဘလို့ဟဲ့ပါညာဟဲ့ပါဟာဘယ်ကောင်းတော့ဘလို့ကွာဘာညာပဲဘုံကြီးကဘလို့ကြီးဆိုသတိဓာတ်ထားတော့ကိုကိုယ်ရကိုအကြောင်းသူပြောတော့မှာကိုစီကြတော့သူများမကောင်းကြောင်းလာပြောတယ်သူများစီကြတော့ကိုမကောင်းကြောင်းပြောတော့မှာအဲ့လူကိုမိတ်ဆွေစစ်လို့ပုံပြီးတော့ယုံပြီးတော့မြန်မအပ်လိုက်ပါနဲ့နောက်ကျောဓာတ်နဲ့ထိုးမယ်ဆိုအဲ့ဒါပြောတာလား back bite နောက်ကနေကြိုက်တာမဟုတ်နောက်ကျောဓာတ်နဲ့ထိုးတယ်လို့ပြောတယ်ဟဲ့လားဒါကြောင့်လူကအတင်းဖြင့်ပြောလာရင်အတင်းဖြင့်ပြောတာများတယ်လူရဲ့စွမ်းရည်ကျသွားလူတွေရဲ့ယုံကြည်မှုနည်းသွားတယ်တတိထားသူများအတင်းဖြင့်ကိုမပြောလေစွမ်းရည်ကြည့်လေဟောဒီလောကနီတိကျမ်းတွေဆိုတယ်သူများမကောင်းကြောင်းနဲ့ပတ်သက်လို့ဆိုရင်အာအီလို့နေမပြောတတ်တယ်လို့နေရတယ်သူများမကောင်းကြောင်းတွေကိုလာပြောရင်နားကန်းနေတဲ့သူလိုနေနှလုံးသွင်းမနေတဲ့သူများမကောင်းကြောင်းကိုလာပြောရင်ဘာတော့နားကန်းနေတဲ့သူလိုနေသူများမကောင်းကြောင်းပြောချင်တဲ့ရှိပြီဆိုရင်ဘာလို့အာကြီးလိုနေမပြောတတ်တယ်လို့နေရအဲ့ဒါဆိုရင်အဲ့လူကငြိမ့်နေတာကစွန့်ရည်ပြေးနေတာ